င်္ဂလာပေါင်းနဲ့အစင်ထောရာပြေဆုံးနိုင်ကြပါစေဦးစွာပထမနှုတ်ခွန်းဆက်တာကာရပြုလိုက်ပါစေတေးရှိသူပြိတ္တပေါင်းနဲ့တေးရှိသူမိဘပြည်သူပေါင်းတို့ခင်ဗျာယခုလိုတာယာလာပါကျတဲ့မင်္ဂလာချီလာတဲ့ဒီမျိုးဒီနယ်ဒီကျေးရွာဒီဒေသလေးကိုတစ်ခေါက်တစ်ခါမကရောက်လာပြီးလေလိုင်းပေါ်ကလေးသွားအလှများပြီပြောပြေးသွားတင်ဆက်ပေးမယ်လေးနံသာပေါက်ဆက်ကြီးဟာဆိုရင်တော့ AR တိုင်းဒေသကြီးကျုံပြော်မြို့နယ်တဲကုန်းအုပ်စုအုတ်တွင်းကျောင်းကျေးရွာကကိုရဲမင်းသူနေကိုစီသူတို့ဦးသီးလို့တီထောင်ထားတော့တပူရအောင်လေးနံသာပေါက်ဆက်ကြီးပဲဖြစ်ပါတယ်ကျေးဇူးပြုပရိသတ်ပေါင်းခင်ဗျာကျွန်တော်များတမှုရအောင်ဒေးနံသာပေါက်ဆက်ကြီးမှာကျေးဇူးပြုပရိသတ်ကြီးတို့ကိုလေလိုင်းပေါ်ကအေးသွားလာများဖြစ်ဖြောပြေတေဇတ်တီအခါများမှာအမားယွန်းလေးကြီးခဲ့ပါကဒီကံချင်းလေးခွလွတ်နာတော့တာပတ်စီပေးကြပါတောင်းဆိုရင်ယခုရောက်ရှိလာတဲ့ဒေသနာပေါက်ဆက်ကြီးဟာဆိုရင်ဖြင့် AR တိုင်းဒေသကြီးကျုံပြော်မြို့နယ်တဲကုန်းအုပ်စုအုတ်တွင်းကျောင်းကြီးရွာကကိုရဲမင်းသူနဲ့ကိုစီသူတို့ဦးစီးလို့တီထောင်ထားသောတပူရအောင်ဒေသနာပေါက်ဆက်ကြီးဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါခင်ဗျာကျေးဇူးပြုပရိသတ်ပေါင်းခင်ဗျာမင်္ဂလာပေါင်းနဲ့အစင်ထောရာပြေဆုံးနိုင်ကြပါစေလို့ဦးစွာပထမနှုတ်ခွန်းဆက်တာကာရပြုလိုက်ပါစေတေးရှိသူပြိတ္တပေါင်းနဲ့တေးရှိသူမိဘပြည်သူပေါင်းတို့ခင်ဗျာယခုလိုတာယာလာပါကျတဲ့မင်္ဂလာချီလာတဲ့ဒီမျိုးဒီနယ်ဒီကျေးရွာဒီဒေသလေးကိုတစ်ခေါက်တစ်ခါမကရောက်လာပြီးလေလိုင်းပေါ်ကလေးသွားအလှများပြီပြောပြေးသွားတင်ဆက်ပေးမယ်လေးနံသာပေါက်ဆက်ကြီးဟာဆိုရင်တော့ AR တိုင်းဒေသကြီးကျုံပြော်မြို့နယ်တဲကုန်းအုပ်စုအုတ်တွင်းကျောင်းကျေးရွာကကိုရဲမင်းသူနဲ့ကိုစီသူတို့ဦးသီးလို့တီထောင်ထားတော့တပူရအောင်လေးနံသာပေါက်ဆက်ကြီးပဲဖြစ်ပါတယ်ကျေးဇူးပြုပရိသတ်ပေါင်းခင်ဗျာကျွန်တော်များတမှုရအောင်ဒေးနံသာပေါက်ဆက်ကြီးမှာကျေးဇူးပြုပရိသတ်ကြီးတို့ကိုလေလိုင်းပေါ်ကအေးသွားလာများဖြစ်ဖြောပြေးတေဇတ်တီအခါများမှာအမားယွန်းလေးကြီးခဲ့ပါကဒီကံချင်းလေးခွလွတ်နာတော့တာပတ်စီပေးကြပါတောင်းဆိုရင်ယခုရောက်ရှိလာတဲ့ဒေသနာပေါက်ဆက်ကြီးဟာဆိုရင်ဖြင့် AR တိုင်းဒေသကြီးကျုံပြော်မြို့နယ်တဲကုန်းအုပ်စုအုတ်တွင်းကျောင်းကျေးရွာကကိုရဲမင်းသူနဲ့ကိုစီသူတို့ဦးစီးလို့တီထောင်ထားတော့တပူရအောင်ဒေသနာပေါက်ဆက်ကြီးဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါခင်ဗျာ